အလုံးလုံးရင်းနဲ့တနာရီပြည့်တဲ့အခါမှာခဏလောက်လေးဖြစ်ဖြစ်နားပါနားပြီးတော့စိတ်ကလေးငြိမ်းချမ်းအောင်လုပ်ပါတနာရီပြည့်တိုင်းသတိထားပြီးတော့2မိနစ်3မိနစ်ဖြစ်ဖြစ်အသက်ကိုအားရပါရဝအောင်ရှုပြီးတော့စိတ်ကိုရောခန္ဓာကိုယ်ကိုရောလျှော့ပြီးတော့ချလိုက်ပါအဲ့ဒီအချိန်မှာဘာမှမတွေးပါနဲ့အားရပါရအသက်ရှူတာကိုပဲသတိလေးကတ်ထားပါအကယ်၍ခဏလေးထားပြီးတော့လမ်းလျှောက်လို့ရတယ်ဆိုရင်ထပြီးတော့ဟိုဘက်ဒီဘက်ခြေလန်းဆယ်လန်းလောက်ပဲဖြစ်ဖြစ်ဒိတ်လေးထားပြီးတော့လမ်းလိုက်ပါအဲ့ဒီလိုတစ်နေ့တာလုံးတစ်နာရီမှာတစ်ခါလောက်2မိနစ်3မိနစ်လောက်သွားမယ်ဆိုရင်တစ်နေ့တာကုန်သွားတဲ့အခါမှာကိုတတိထားကြည့်ရင်တွေ့လိမ့်မယ်အရင်ကားလောက်မပင်ပန်းဘူးတစ်နေ့တာလုံးသတိရတဲ့အချိန်ရောက်တဲ့နေရာမှာရသလောက်သတိနဲ့ခန္ဓာမှာဖြစ်နေတာစိတ်မှာဖြစ်နေတာတွေကိုကြည့်ရမယ်ဒီလိုတစ်နေ့တာလုံးလှုပ်သွားတဲ့သူဟာသတိပိုးပြီးတော့အားကောင်းလာတယ်